အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ပိန်းနေသီးနဲ့ကြက်သားကိုချက်မှာဖြစ်ပါတယ်ပထမဦးဆုံးကတော့ပိန်းနေသီးကိုပပလေးလီးပြီးတော့ဒီလိုပုံစံလေးကိုလှုပ်ပေးရမှာဖြစ်ပါတယ်ကြက်သားကိုလည်းအတုံးသေးသေးလေးပုံစံလီးထားပေးရမှာဖြစ်ပါတယ်ခင်ဗျာကြက်သွန်ဖြူနဲ့ကြက်သွန်နီစားနည်းနည်းထည့်မယ်ငရုတ်သီးမုန့်နည်းနည်းထည့်မယ်ပြီးရင်ကြည်ညက်အောင်ထောင်းထားပေးရမှာဖြစ်ပါတယ်စီထဲ့မယ်အိုကင်းထဲကိုအပူပေးပြီးတော့ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးမုန့်ကိုစီတက်ပေးရမှာဖြစ်ပါတယ်ရော့သမလေးနည်းနည်းပါးပါးမွေပေးရမှာဖြစ်ပါတယ်ကြက်သားကိုထည့်မယ်ရော့သမမွေနဲ့ကြက်သွားရအောင်ပြီးရင်အဖုံးအုပ်မယ်အဖုံးလန်မယ်စားအချိုမုတ်ထည့်ပါမယ်ခင်ဗျမဆလာမုတ်လေးနည်းနည်းထည့်မယ်ပြီးရင်မွေပေးရမှာဖြစ်ပါတယ်ရေကိုအနှဲ့ငယ်ထည့်လိုက်ပါမယ်ခင်ဗျအဖုံးလေးကိုအုပ်ထားမယ်ပြီးရင်ကြက်တာနဲ့ပိန်းနေသီးကိုထည့်ချလိုက်ပါမယ်ခင်ဗျအဖုံးကိုအုပ်ထားပါမယ်ဒီလိုပုံစံဆိုကြက်တဲ့အရာသာတစ်ခုကိုရောက်လာပြီဆိုတော့နနံပင်လေးကိုအုပ်ထည့်ပေးရမှာဖြစ်ပါတယ်။ကဲစားချင်စရာကောင်းလားမိတ်ဆွေတို့ဒါကပိန်းနေသီးနဲ့ကြက်သားကိုချက်တဲ့ဟင်းတစ်မျိုးလည်းဖြစ်ပါတယ်။ရတာကတော့ share ပဲမိတ်ဆွေတို့စားကြပါဦးမိတ်ဆွေတို့အားလုံးပဲကျေးဇူးတင်ပါတယ်။